အားလုံးပဲမင်္ဂလာပါရှေးဘလုံး YouTube Channel ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ယနေ့ညမှာကစားကြမယ် Champion League အုပ်စုပွဲစဉ်လေးတွေကိုကျွန်တော်ရွေးချယ်ပြီးတော့မှသုံးသပ်ပေးချင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ YouTube Channel လေးကိုလည်း Like and Subscribe လုပ်ကြဖို့ရတဲ့မြစ်တရက်ခံချင်ပါတယ်ပထမဆုံးပွဲအနေနဲ့ကတော့ Bayern Munich နဲ့ Sporting Lisbon တင်းတို့ပဲဖြစ်ပါတယ်Bayern နဲ့ Sporting မှာဆိုလို့ရှိရင် Bayern ကနှလုံးကြောပေးထားပြီးတော့မှဂိုးပေါင်းနေနဲ့ကတော့3လို့90ဖြစ်ပါတယ်အဲ့တော့ဒီပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ Bayern Munich ဟာဆိုလို့ရှိရင်နောက်ဆုံးကစားခဲ့တဲ့ Champion League ပွဲစဉ်မှာဆိုလို့ရှိရင် Arsenal အသင်းကို 3-1 ဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်ခဲ့တာပဲဖြစ်ပါတယ် Sporting အသင်းကတော့နောက်ဆုံးကစားခဲ့တဲ့ Champion League ပွဲစဉ်မှာ Club Brugge ကို 3-0 ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိထားတာပဲဖြစ်ပါတယ်ခုကစားမဲ့ Bayern ကွင်းမှာတော့ Sporting တို့ Bayern ကိုရှင်းနိုင်ဖို့ရမလွယ်ကူပါဘူးအဲ့တော့ကျွန်တော် Bayern အသင်းရဲ့အသင်းကိုတွေကိုပဲရေတွက်ရမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော် Bayern Munich အသင်းကိုပဲရွေးချယ်ချင်ပါတယ်ခုအနေနဲ့ကတော့ခုအပေါ်ကိုပဲရွေးချယ်ချင်ပါတယ်နောက်ထပ်အသင်းအနေနဲ့ကတော့ကျွန်တော် Atalanta အသင်းနဲ့ Chelsea အသင်းတို့ပဲဖြစ်ပါတယ် Atalanta အသင်းနဲ့ Chelsea အသင်းတို့မှာဆိုလို့ရှိရင် Chelsea အသင်းက level 50ရှုံးပေးထားတာဖြစ်ပါတယ်ဂိုးပေါင်းအနေနဲ့ကတော့3ပေါင်း60နော်3ပေါင်း60ဆိုတော့ဒီနှစ်သင်းမှာဆိုလို့ရှိရင်အတ္တကွင်းမှာ Chelsea ကသွားကစားရမှာဖြစ်ပါတယ်။ Atalanta အသင်းရဲ့နောက်ဆုံးကစားခဲ့တဲ့ Champions League ပွဲမှာဆိုလို့ရှိရင် Frankfurt အသင်းကို 0-3 နဲ့နိုင်ရရှိထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ Chelsea အသင်းဟာဆိုလို့ရှိရင်လည်းနောက်ဆုံးကစားခဲ့တဲ့ Champions League ပွဲမှာဆိုလို့ရှိရင် Barcelona အသင်းကို 3-0 ဆိုတဲ့ရလဒ်နဲ့အိမ်ပွဲမှာအနိုင်ယူထားတာကိုတွေ့ရပါတယ်အဲ့တော့ level 60 50ဆိုတဲ့အနေအထားမှာဆိုလို့ရှိရင် Chelsea အသင်းကနေပြီးတော့မှစွန့်စားရမယ့်အနေအထားပဲဖြစ်ပါတယ်အဲ့လိုလဲဆိုတော့အီတလီအသင်းဟာ Chelsea အသင်းကိုရှင်နိုင်မှုရအတွက်သိပြီးတော့ regular တဲ့အခြေအနေတော့မဟုတ်ပါဘူးအဲကြောင့်မလို့ဒီပွဲမှာဆိုလို့ရှိရင်ကျွန်တော်လန်ဒန်ကအပြာရောင် Chelsea အသင်းတွေနဲ့ပဲစွန့်စားချင်ပါတယ်ဟုတ်ကဲ့နောက်ထပ်တစ်ပွဲအနေနဲ့ကတော့ Barcelona အသင်းနဲ့ Frankfurt အသင်းတို့ပဲဖြစ်ပါတယ်Barcelona အသင်းကနေပြီးတော့မှ Frankfurt အသင်းကိုကျွန်တော်တို့နှလုံး60ရှုံးပေးထားတာဖြစ်ပါတယ်ဂိုးပေါင်းအနေနဲ့ကတော့4လုံး30ရှုံးဖြစ်ပါတယ်အဲ့တော့ပေါက်ကြီးနဲ့ဂိုးပေါင်းကြီးနဲ့ကတော့လက်ငယ်များတယ်လို့ယူဆလို့ရပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့ Frankfurt အသင်းအနေနဲ့ကျွန်တော်တို့ Champion League မှာဆိုလို့ရှိရင် Frankfurt အသင်းကတပွဲပဲနိုင်ရရှိထားတာကိုသိရမှာဖြစ်ပါတယ်နောက်ဆုံးကစားခဲ့တဲ့ပွဲမှာလည်း Atalanta ကိုအိမ်ကွင်းမှာ 0-3 ရလက်နဲ့ရှုံးနိမ့်ထားတာကိုသိရမှာဖြစ်ပါတယ်ဒါလည်းမကဘဲနဲ့ကျွန်တော်တို့နောက်ဆုံးကစားခဲ့တဲ့ပြည်တွင်းပွဲစဉ်မှာ Leipzig အသင်းကို6ဂိုးပြတ်ရှုံးနိမ့်ထားတာကိုလည်းသိရမှာဖြစ်ပါတယ်အဲကြောင့်မလို့ဒီပွဲမှာ Barcelona အသင်းကိုပြန်ကြည့်မယ်ဆိုလို့ရှိရင် Barcelona အသင်းဟာ Chelsea ကို 3-0 နဲ့ဝေးကွင်းမှာရှုံးနိမ့်ထားတာကလည်းလို့ကျန်တဲ့ပွဲတွေမှာအနိုင်ရရှိအောင်စွမ်းဆောင်ထားတာကိုတွေ့ရပါတယ်နောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်လည်း9ပွဲသလုံးကဂိုးပေါ်အောင်ကစားထားနိုင်တာကိုတွေ့ရပါတယ်အဲ့တော့ဒီပွဲမှာကျွန်တော်ဂိုးပေါ်နဲ့ Barcelona အသင်းကိုပဲရွေးချယ်ချင်ပါတယ်နောက်တစ်ပွဲအနေနဲ့ကတော့ PSV အသင်းနဲ့ Atletico Madrid အသင်းတို့ရဲ့ပွဲစဉ်လေးတွေကိုရွေးချယ်ပေးချင်ပါတယ် PSV နဲ့ Atletico မှာဆိုလို့ရှိရင် Atletico က PSV ကိုအဝေးကွင်းမှာ level 40ရှုံးပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်ဂိုးပေါင်းအနေနဲ့ကတော့3နှုတ်10ဖြစ်ပါတယ်3လုံးရှုံးရင်10ပြားရှုံးမှာဖြစ်ပါတယ်အဲ့တော့ဒီနှစ်သင်းကိုသုံးသပ်ကြည့်ရမယ်ဆိုလို့ရှိရင် PSV ရဆိုလို့ရှိရင်ပြီးခဲ့တဲ့နောက်ဆုံးပွဲမှာ Champions League ကစားခဲ့တဲ့ပွဲမှာဆိုလို့ရှိရင် Liverpool အသင်းကို 1-4 ဆိုတဲ့ရလဒ်နဲ့အဝေးကွင်းမှာအနိုင်ရရှိထားတာကိုတွေ့ရပါတယ်ပြည်တွင်းလိမှာလည်းနိုင်ပွဲများစွာကိုရရှိထားတဲ့အသင်းဖြစ်ပါတယ်။ Atletico Madrid အသင်းကတော့ပြီးခဲ့တဲ့ Champions League ပွဲစဉ်မှာ Inter Milan အသင်းကို 2-1 ဆိုတဲ့ရလဒ်နဲ့နိုင်ရရှိထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီနှစ်သင်းရဲ့ Champions League အုပ်စုစွမ်းဆောင်ရည်ကိုကြည့်ရမယ်ဆိုရင်
ဘာစီလိုနာ sorry အက်တလက်တီကိုအသင်းက9ပွဲမှာ3ပွဲနိုင်ပြီးတော့2ပွဲရှုံးထားပါတယ် PSV အသင်းကတော့2ပွဲနိုင်2ပွဲတည်1ပွဲရှုံးထားတာကိုပြရမှာဖြစ်ပါတယ်အဲ့တော့ PSV ကအဝေးကွင်းမှာလီဗာပူးအသင်းကိုဂိုးပြတ်နိုင်ရရှိထားတာကြောင့်မလို့အိမ်ကွင်းမှာလည်းသူ့အနေနဲ့ကတော့ရှုံးနိုင်မယ်လို့မထင်ပါဘူးအဲ့ကြောင့်မို့ဒီပွဲမှာဆိုလို့ရှိရင်ကျွန်တော် PSV နဲ့ဆွန်လာခြင်းပါတယ် PSV အသင်းကိုပဲကြိုက်ပါတယ်အနည်းဆုံးတော့ level 40ရှုံးမှာ level 40ကတော့စားရမှာဖြစ်ပါတယ်အဲကြောင့်မလို့ PSV ကိုရွေးချယ်ခြင်းပါတယ်နောက်တစ်ပွဲနေနေကတော့ Tottenham Hotspur အသင်းနဲ့ Slavia Prague အသင်းတို့ပဲဖြစ်ပါတယ် Tottenham Hotspur နဲ့ Slavia Prague မှာဆိုလို့ရှိရင် Tottenham Hotspur ကကျွန်တော် Slavia အသင်းကိုတစ်လုံး50ရှုံးပေးထားတာဖြစ်ပါတယ်9ပေါင်းနေနေကတော့3ပေါင်း50ဖြစ်ပါတယ်အဲ့တော့ Spurs အသင်းဟာဆိုလို့ရှိရင်ပြီးခဲ့တဲ့ချန်ပီယံလိနောက်ဆုံးပွဲစဉ်မှာ PSG အသင်းကို 5-3 ဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်ထားတာဖြစ်ပါတယ်။ Slavia အသင်းကတော့ပြီးခဲ့တဲ့ချန်ပီယံလိနောက်ဆုံးပွဲမှာအိမ်ကွင်းမှာ Athletic Club ကို0-0ဆိုတဲ့ရလဒ်နဲ့အိမ်ကွင်းမှာတည်ကြထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီနှစ်သင်းရဲ့ချန်ပီယံလိဆွမ်းဆောင်ရည်ကိုကြည့်မယ်ဆိုလို့ရှိရင်စပါးသင်းက9ပွဲမှာ2ပွဲနိုင်2ပွဲတည်1ပွဲရှုံးထားပါတယ်။ကျွန်တော်တို့ Slavia အသင်းကတော့နိုင်ပွဲရရှိထားခြင်းရှိပဲနဲ့3ပွဲတည်2ပွဲရှုံးဆိုတဲ့လက်ရရှိထားအောင်တွေ့ရပါတယ်။ပြီးခဲ့တဲ့အပတ်မှာလည်းကျွန်တော်တို့စပါးသင်းကအဝေးကွင်းမှာ PSG အသင်းကိုရင်းနှီးခဲ့တယ်ဆိုပေမဲ့ခြေစွမ်းပိုင်းရတော့တော်တော်လေးကောင်းမွန်လာကိုတွေ့ရမှာဖြစ်ပါတယ်နောက်ဆုံးကစားခဲ့တဲ့ဗီဒီယိုပွဲမှာဆိုလို့ရှိရင်လည်း Brentford အသင်းကိုအိမ်ကွင်းမှာ2-0ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိထားတာကိုတွေ့ရပါတယ်အဲ့တော့ဒီဘက်မှာလည်းကျွန်တော် Tottenham Hotspur အသင်းကိုပဲရွေးချယ်ချင်ပါတယ် Slavia အသင်းအနေနဲ့ Spurs ကိုနိုင်စရာအကြောင်းတော့မရှိပါဘူးအဲ့တော့အိမ်ကွင်းအသက်ချက်ကောင်းတဲ့ Tottenham Hotspur အသင်းကိုပဲရွေးချယ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ညတော့ကျွန်တော်ရဲ့ကြိုက်တဲ့အသင်းလေးတွေကိုရွေးချယ်ပေးသွားတာပဲဖြစ်ပါတယ်အဲ့တော့ချန်ပီယံလိပွဲစဉ်လေးကိုကြည်ရင်းနဲ့အကြိုက်တူခဲ့တာလေးတွေရှိရဲဆိုလို့ရှိရင်တော့ရွေးချယ်ပြီးတော့မှအသုံးပြုနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်